ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တူရီကိုသိန်း YouTube channel လေးကနေကိုသိန်းကိုရီမားတွေအားလုံးပဲညီကိုမိတ်ဆွေကိုမားတွေအားလုံးပဲတူတယောက်မချန်မင်္ဂလာပါလို့ကျွန်တော်ကိုသိန်းရဲ့ briefing လေးကနေအားလုံးကိုနှွေးထွေးဆောင်နေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုသိန်းရဲ့ briefing လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးတော့ကိုသိန်းရဲ့မိတ်ဆွေကိုမားတွေလူသစ်လူဟောင်းကိုမားများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာလုံငန်းငန်းများလည်းစင်ပြေကြပါစေကိုမားတော်နေ့တိုင်းမှာမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ပါစေလို့ကိုသိန်းကအားလုံးကိုဦးစွာပထမအနေနဲ့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါကိုသိန်းကိုရီမားတွေအားလုံးပဲကဲအားလုံးပဲကျွန်တော်တို့ဒီနေ့မှာတော့လွယ်ချောက်မှုလေးရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်ရှေ့အချိန်လေးမှာတော့ရှော့မှန်တယ်တစ်ချိန်မှမလွယ်ဘူးကိုမားတွေအားလုံးပဲရှေ့အချိန်လေးမှာကျွန်တော်မှန်တာများတယ်တစ်ချိန်တော့လွယ်သေးတယ်ကျွန်တော်ဒါပေမဲ့မှန်တာများတယ်ကိုမားတွေပြီးတယ်ဒီနေ့တနေ့တော့ကျွန်တော်လွယ်သွားတယ်နော်ဒါပေမဲ့ကျွန်တော်ရဲ့ဖုန်းဝင်နေလည်းဒီကြောမှာထွက်တယ်နေ့တိုင်းဆိုရင်လည်းဟိုနေ့ကလည်းတစ်ခွက်ကောင်းမှန်တယ်ကိုရက်ကလည်းကျွန်တော်ပတ်တီးတွေအောက်ခွက်တွေမှန်ထားသေးတယ်နော်3ည3နေ့ကလည်းအောက်ခွက်ပါတယ်84မှလည်းတစ်ခွက်ကောင်းတည်တယ်နော်ကိုမားတွေအားလုံးပဲကဲအဲ့တော့အားလုံးပဲကျွန်တော်တို့မနေ့ကတောက်ကြနေလည်းရောက်လာပြီဆိုတော့ကိုသိန်းစီမှာဖုန်းဝင်ကိုစောင့်နေတဲ့ကိုသိန်းရဲ့မိတ်ဆွေကိုမားတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီကိုသိန်းကိုရီမားတွေအားလုံးပဲကိုသိန်းတို့ကလာမဲဘက်တော့ဝင်မဲ့သူတွေမနေ့ကတော့ကိုသိန်းဘက်ကနေလက်ဆောင်ထည့်ပေးသွားပါမယ်နော်အဖုန်းဝင်ကြီးကဆက်ကြီးလေးကတော့ကိုမားတွေအားလုံးပဲ1000ချက်ပါအဖုန်းဝင်ကြီးကဆက်ကြီး1000ချက်ပါနော်ယုံကြည်မှုရှိမှလာရောက်ပြီးတော့ဝင်ပါကိုမားတွေအားလုံးပဲကျွန်တော်ဖုန်းနံပါတ်လေးပြောပေးမယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးက459348291ပါနော်ကျွန်တော်ကွန်မန့်အောင်မှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်လေးချပေးခဲ့မယ်အဲ့ဖုန်းနံပါတ်မှာကျွန်တော်ဝေပေးရော KB ရောရှိတယ်ကိုမားတွေအားလုံးရဲ့ဘက်ကနေကျွန်တော်ကိုငွေလွှဲပြီးတာနဲ့ဖုန်းဆက်လို့လည်းရတယ် Viber ကနေငွေလွှဲပြီးတာနဲ့ပြေစာပို့လို့လည်းရတယ်ကျွန်တော် Viber ကနေလည်းဆက်သွယ်လို့ရတယ်ကိုမားတွေအားလုံးကိုပြောချင်တာကViber ကနေလည်းကိုသိန်းကိုဆက်သွယ်လို့ရတယ်ဖုန်းထဲရဲ့ဆက်ပြီးတော့လည်းအဖွဲ့လာဝင်လို့ရတယ်အဖေဝင်ကြီးကဆက်ကြီးလေးကတော့1000ချက်ပါနော်မိတ်ဆွေကိုမားတွေအားလုံးကိုသိန်းတို့ကလာမဲဘက်အတွက်လည်းရမယ်မနေ့ပြန်အတွက်လည်းရမယ်နော်ကိုမားတွေအားလုံးလာမဲဘက်အတွက်လည်းရမယ်ဒါကိုသိန်းကိုတကယ်ယုံကြည်မှုရှိတဲ့ဆိုမှလာဝင်မှာကိုသိန်းနဲ့လက်တွဲမှုတဲ့သူတွေဆိုရင်တော့ထွေထူးရှင်းပြနေစရာမလိုဘူးဒါလည်းမတွဲဘူးတဲ့လူသစ်လူဟောင်းကိုမားတွေကကိုသိန်းကိုယုံကြည်လို့ဝင်ကျင်နေဆိုရင်ကိုသိန်းရဲ့ဖုန်းနံပါတ်လေးကိုကွန်မန့်အောင်မှာဝင်ကြည့်တော့ပါကွန်မန့်အောင်လေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ချပေးခဲ့မယ်တကယ်လို့မတွေ့ဘူးဆိုရင်လည်းလိုက်ရှာကွန်မန့်အောင်မှာရှိတယ်တလားလိုက်ရှာတော့ကျွန်တော်ကိုမားရအောင်မယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကနောက်တစ်ခေါက်ပြောပေးမယ်459348291ဆိုတဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကိုသိန်းရဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ဖုန်းထဲဆက်ပြီးတော့အဖွဲ့လာဝင်ပြီးပါ Viber ကနေငွေလွှဲပြီးတာနဲ့ပြည်စာပို့လို့လည်းရပါတယ်နောက်မိတ်ဆွေကိုမားရအောင်မယ်ကြည့်တော့ဆိုရင်မနေ့ပြန်တော့ကျွန်တော်ရလာတဲ့ခဏလေးတွေကျွန်တော်မျှဝေပေးခဲ့မယ်အဖို့ဝင်တဲ့သူတွေကတော့ကျွန်တော်က2ခွက်3ခွက်တည်းပေးတာဆိုတော့မတူဘူးနေတဲ့သမားတွေကတော့ကျွန်တော်အကွက်နည်းနည်းများတယ်နော်အဖို့ဝင်နေတဲ့ကတော့ခွက်ချောင်းမှုတော့ရှိတယ်ဗျနော်အားလုံးပဲကဲတော့ကိုသိန်းခဏလေးစတင်ပြီးပြောပေးမယ်ဗျာမိတ်ဆွေကိုမားတွေကဲကျွန်တော်24ရက်4လ2026တောက်ကြနေ့မနေ့ညတနေ့ကိုမှပရမဲ့ပတိကခွန်3ညဝန်းချင်းမှာခွန်ပတိ3ညပတိနော်ခွန်ပတိ3ညပတိခွန်3ညဝန်းချင်းမှာမိတ်ဆွေကိုမားတွေအားလုံးပဲခွန်3ညဝန်းချင်းခွန်ပတိ3ညပတိကျွန်တော်ခွန်နဲ့ဆိုဒီကထားတော့မယ်ခဏကခွန်4ခွန်6ခွန်1 90ပါနော်ခွန်4ခွန်6ခွန်1 90ပါဒါကိုသိလို့ခွန်နဲ့ဆိုဒီကထားတော့မယ်ခဏလေးပဲဖြစ်ပါတယ်ခွန်4ခွန်6ခွန်1 90ပါနော်ချက်တော်မျိုးတွေအားလုံးပဲတကယ်ပြီးတော့ကျွန်တော်3ညနဲ့ဆိုဒီကထားတော့မယ်ခဏလေးက3ည4 3ည6 3ည9ပါနော်3ည4 3ည6 3ည9ပါနော်ဒါကျွန်တော်3ညနဲ့3ခွက်တည်းထုတ်ထားတယ်3ည4 3ည6 3ည9ပါကျွန်တော်တို့ခွန်နဲ့ကခွန်1ခွန်4ခွန်6 90ပါနော်အဖေဝင်တဲ့ကိုမတွေကတော့ခဏအများကြီးမထိုးအောင်ပေါ့နော်ဒါလေးတော့ကြွားတာပေါ့တကယ်အဲ့တော့အားလုံးပဲကိုသိန်းကိုယုံကြည်လို့ဖောက်ဝင်မဲ့သူတွေလည်းလာရောက်ပြီးတော့ဝင်လို့ရပါပြီလူဟောင်းကိုမတွေလည်းကိုသိန်းဖောက်ဝင်လက်ခတ်ပြီးဆိုတဲ့အကြောင်းလေးကိုသိန်းကအခုပြပိုင်းလေးမှာတခါတည်းအသိပေးပါတယ်နော်ဖောက်ဝင်လို့ရပါပြီမိတ်ဆွေကိုမတွေအားလုံးပဲအဖောက်ဝင်ကိုစောင်းမြော်နေတဲ့ချက်တော်မျိုးတွေအားလုံးပဲနော်ဒါလာရောက်ပြီးတော့ဝင်လို့ရပြီကိုသိန်းကိုတကယ်ယုံကြည်မှုရှိတဲ့ဆိုမှလာရောက်ပြီးတော့ဝင်မှာဖောက်ဝင်ချင်းကဆက်ကြီးလေးကတော့1000ချက်ပါနော်ကိုသိန်းဖုန်းနံပါတ်လေးကတော့459348291ဆိုတဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ကွန်မန့်အောက်မှာကျွန်တော်ဖုန်းနံပါတ်လေးချပေးခဲ့မယ်ဝင်ကြည့်သွားကဲဒါဆိုရင်မိတ်ဆွေကိုမားရအောင်ကိုသိန်းခဏလေးနောက်တစ်ခေါက်ပြောပေးမယ်နော်ကဲကျွန်တော်လည်းတောက်ကြနေတနေ့ကုန်မှာပေးရမယ့်ပတိကခွန်ပတိ3ညပတိပါခွန်3ညဝန်းချင်းပါကျွန်တော်ခွန်နဲ့ဆိုဒီကတော့မကရကခွန်1ခွန်4ခွန်6 90ပါခွန်1ခွန်4ခွန်6 90ပါကျွန်တော်ပြီးသွားရင်3ညနဲ့ဆို3ည4 3ည6 3ည9ပါနော်3ည4 3ည6 3ည9ပါခင်ဗျကဲတော့အလုံးမဲကိုသိရင်ဒီပိုင်းလေးကိုတော့နှစ်ပေးချင်တာကိုပြပါအဖောက်အိမ်မဲ့သူတွေကလည်းကွန်မန့်အောင်မှာဖုန်းနံပါတ်ကိုကြည့်သွားပါကဲဒါဆိုအလုံးမဲပိုင်းမှာကိုလည်းပါနော်